ဒီထဲမှာတမီးမြောက်သမီးပြောမယ်ဟိုအာလူးရဲ့စက်တုံအနီရဲ့စက်တုံဖြူရဲ့အန်ဒီတို့ကုန်စိမ်းလောက်တာအနှစ်30ကျော်သွားပြီ ကလေးတွေဖေးသေးတယ်က29နှစ်ထဲကသေးတယ်က30 32နှစ်လောက်ပဲလို့ခု90နဲ့တနှစ်ရှိပါ ပြန်ကြီးလာတော့အခုသားသမီးတွေလက်ထက်တဲ့အပြန်ရောက်နေပြီသူတို့နဲ့လောက်တာ10ရက်နေတည်းကစပို့နေတာ ကျန်တဲ့ရက်တည်းအောင်ဒီ29ရက်နေ့ချိုးပဲ1000ဒီပဲထုတ်ပါတော့ အလုံးမောင်ဘလောက်မောက်တိရှိသွားတယ်ဆိုတော့2000က6ရက်10ရက်17ရက်12ရက်က13 14 15 16 19ဆိုတော့မနေတော့ဘူးဖြစ်သွားပြီတင်ချာတွေနဲ့အလီတွေနဲ့ကနန်းတွေနေရလဲကိုကခက်ကျွမ်းကျွမ်းဆိုတော့သူတို့ဒီဥစ္စာတွားလူတာငလင်လှုပ်တဲ့နေရာကိုတွားလူတာလေငလင်လှုပ်ပြီးတော့ဒုက္ခရောက်နေတဲ့နေရာတွေရှောက်ပြီးတော့လူတာလို့တော့ပြောတယ်ဟိုအာကျုံမန်ကျိုလှုပ်ပေးတာလေ